Novotel ရဲ့ Sunday lunch မှာအမေနဲ့ကျွန်တော်တို့ဒိတ်လုပ်ခဲ့ကြရပေါ့ဒီ Sunday family lunch က4ယောက်လာစားရင်ဒါ3ယောက်စာပဲပေးရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့တာမီ2ယောက်ထဲတယောက်စာကို$38ပေးရတယ် rate ကတော့$3500 rate နဲ့အဲ့မှာဘဲကင်ကအစာငလိပ်ကြောက်တွေအစုံအများကြီးပဲပေါ့နော်ပီဇာတွေဆိုလဲအရန်ကိုကောင်းတယ်ပြီးရင်ဒါစားစရာတွေလိုက်ရွေးနေပေါ့အချိန်တွေကဒီထဲမှာဘလို့ကုံတော့မှမသိဘူးတခုရှိတာနေ့လယ်7ကနေညနေ3နာရီထိပဲနော်ကြက်စင်တွေကအစားဒီလိုအကောင်လိုက်ထားပြီးထားစားစရာတွေတောက်စရာတွေကလည်းအစုံပဲမို့လို့$38တော့တန်တယ်သူတို့ရဲ့ main course ကြက်စီထမင်းကလေကျွန်တော်ရဲ့လုံးဝအကြိုက်ပဲလုံးဝ favorite ပေါ့အဲ့ဒါအပြင်မှာအကင်ကြိုက်တတ်တဲ့သူတွေအတွက်လည်းကြိုက်တာကိုရွေးပြီးတော့သူတို့ကင်ခိုင်းလို့ရတယ်ပါစတာဆိုလည်းအရတာရောဒီခောက်ဆွဲတွေရောကြိုက်တာရွေးပြီးတော့သူတို့ချက်ခိုင်းလို့ရတယ်ချိုပွဲတွေဆိုလည်းလုံးဝ share တွေထားပေးထားတယ်ပြီးတော့ကလေးတွေအကြိုက် ice cream တွေရောထားပေးထားတဲ့အပြင်မှာဒီကလေးခေါ်လာမဲ့လူတွေအတွက်လည်း fun activities တွေအများကြီးရှိနေတာမို့ဒါခေါ်လာခဲ့လို့ရတယ်အစားတောက်ဆိုလဲ luxury ဆန်ကောင်းကောင်းလေးစားရမယ်ပြီးတော့မွေးနေ့ပါတီတွေလည်းဒီမှာလာပြီးတော့ကျင်းပလို့ရတယ်ပြီးတော့ဒီမှာလာစားတဲ့လူတွေအတွက်စားပြီးတာနဲ့6လောက်မှာရေကူးခွင့်မှာပါတယ်ဆိုတော့ဒါလုံးဝကိုမိုက်တယ်ပေါ့နော်ကျွန်တော်တို့ကတော့မိုးရွာနေလို့ AC လေးစားပြီးတော့ AC လေးပြန်ပြီးတော့ chill တော့မယ်bye bye